အရင်ဆုံးကျွန်တော်ဒီဖုန်းရဲ့ setting တွေကိုကျွန်တော်အရင်ဆုံးဝင်လိုက်မယ်ပေါ့နော် setting နဲ့ဝင်ပြီးတော့ကျွန်တော်အခုအပေါ်ဆုံးမှာကျွန်တော်ပြထားတဲ့အရာလေးပေါ့နော် မီကောက်ဆိုတဲ့အရာလေးကျွန်တော်ချက်ထပ်နေပြရမယ်ဗျအဲ့ဒါမယ်ဆိုရင်ကျွန်တော်အရင်ကအကောက်အဟောင်းရှိဘူးလို့ဆိုတော့ကိုလိုပုံစံမျိုးမြင်နေရမှာဖြစ်တယ်ဗျတကယ်တော့အကောက်တခါမှမဖွင့်ဘူးဆိုတော့ကိုလိုမျိုးလေးပုံနေမှာပေါ့နော်အဲ့ဆိုကျွန်တော် create and ကောက်ဆိုတဲ့ချက်ထပ်နေပြရမယ်ဆိုရင်အခုလိုကျွန်တော်အကောက်တွေဖွင့်လို့ရတဲ့စာမျက်နှာလေးကိုတန်ပေါ်နေမှာပေါ့နော်အခုကတော့ကျွန်တော်တို့အကောက်အဟောင်းရှိခဲ့ပွဲတွေအတွက်အကောက်တစ်ဖွင့်နေတော့ကျွန်တော်တစ်ချက်ပြပေးတော့မယ်ပေါ့နော်အဲဒီတော့ကျွန်တော်အခုနေလိုက်မယ်ဆိုရင်ကျွန်တော်အခုစာမျက်နှာလေးမြင်နေရမယ်ပေါ့နော်အကောက်အဟောင်းရှိတဲ့လူတွေအတွက်အဲဆိုကျွန်တော်ဘေးနားကဒီ exactly မှာကျွန်တော်အမှန်ရှိတဲ့နေပြရမယ်ပေါ့နော်ပြီးမှကျွန်တော်ဒီ next ဆိုတာရလို့တစ်ချက်ထပ်နေပြရမယ်ဗျနေလိုက်မယ်ဆိုကျွန်တော်အခုလိုမျိုးပေါ်နေမှာပေါ့နော်အခုလိုပေါ်နေမှာဆိုကျွန်တော်ဒီ4000ခွဲလေးမှာကျွန်တော်အမှန်ရှိတဲ့တစ်ချက်ထပ်နေပြရမယ်ဗျပြီးရင်သူအပေါ်ကပြထားတဲ့အတိုင်းပေါ့နော်မော်တော်ဆိုင်ကယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒီတော့ကျွန်တော်ဆိုင်ကယ်နဲ့ပတ်သက်တဲ့အရာလေးကျွန်တော်ရှေ့ရွေးပြရမှာပေါ့နော်ရွေးပြီးကျွန်တော် verify ဆိုတာတစ်ချက်ထပ်နေပြရမယ်ဗျတကယ်လို့ရွေးရမှန်ကန်နေဆိုတော့အခုလိုတန်းကြောက်သွားမှာပေါ့နော်တကယ်လို့မှားနေရဆိုတော့ထပ်ရွေးပေးရမယ်ဗျအဲ့ဆိုတော့ကျွန်တော် create account ဆိုတာတစ်ချက်ထပ်နေလိုက်မယ်နော်ပြီးွားရင်ကျွန်တော်ဒီအပေါ်ဆုံးကကျွန်တော်ရဲ့နေရာပေါ့နော်နေရာ location ဆိုတော့ကျွန်တော်ထိုင်းနိုင်ငံရောက်တဲ့အတွက်ထိုင်းဆိုတာလေးတစ်ချက်ထပ်ထည့်ပေးလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်အောက်မှာကျွန်တော်အသုံးပြု Gmail ပေါ့နော် Gmail ကိုကျွန်တော်တစ်ချက်ထည့်ပေးရမယ်ဗျပြီးွားရင်ကျွန်တော် password ရေးပေးရမယ်နော် password ကတော့ကျွန်တော်အပေါ်အောက်နှစ်ခုလုံးတူနေရမယ်ဗျ password ရေးတဲ့အခါမျိုးမှာကျွန်တော်ဒီအင်္ဂလိပ်အခရာပေါ့နော်အင်္ဂလိပ်အခရာလည်းပါမယ်ပေါ့နော်ပြီးတော့ကဏ္ဍပေါ့နော်ကဏ္ဍ1 2 3ကြိုက်တာထည့်လို့ရပြကဏ္ဍလည်းပါမယ်ပြီးရင်ကျွန်တော် Gmail သို့မဟုတ်ကျွန်တော် dollar sign တော့တစ်ခု symbol တစ်ခုထည့်ပေးရမယ်ဗျပတ်သွားထည့်ပြီးဆိုရင်တော့ကျွန်တော်ဒီအမှန်ရှိလေးနေပြီးတော့ next ဆိုရရလို့နေပြရမယ်ဗျပြီးရင်ခုနကတော့ကျွန်တော်ဒီအမှန်ရှိလေးတက်နေပြရမှာပေါ့နော်အဲဆိုတော့ကျွန်တော် code လေးပို့ပြီးလိုက်ပြီပေါ့နော်အဲဆိုကျွန်တော် Gmail ကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဗျပြီးတော့ကျွန်တော်ဒီမီဘက်ကနေကျွန်တော်ပို့ထားတဲ့ code လေးပေါ့နော်အဲ့ဒီ code 6လုံးလေးကိုကျွန်တော်ယူပြီးတော့ကျွန်တော်တို့ခုနနေရာလေးမှာထည့်ပြရမှာပေါ့နော်ထည့်ပြီးတော့ကျွန်တော် submit ဆိုတာရလို့တစ်ချက်တက်နေရဗျပြီးွားရင်တော့ကျွန်တော်ခဏလေးစောင့်ပေးပေါ့နော်ခဏလေးစောင့်လိုက်မှဆိုကျွန်တော်ဒီအခုမီကောက်တစ်ခုတော့ရပြီပေါ့နော်အဲဆိုကျွန်တော်အပေါ်ဆုံးလေးမှာကျွန်တော်တစ်ချက်ထပ်နေပြီးတော့ brother တို့ရဲ့ information ပေါ့နော် user information တို့တစ်ချက်ထည့်ပေးလို့ရတယ်ဗျပြီးွားရင်ကျွန်တော်အောက်နားလေးမှာကျွန်တော်တို့ဒီဖုန်းနံပါတ်ထည့်လို့ရတဲ့နေရာလေးရှိရဗျ recovery ဖုန်းနံပါတ်ပေါ့နော်အဲ့ဒီအရာလေးတစ်ချက်ထည့်နေပြီးဖုန်းနံပါတ်လေးထည့်ပြီးမယ်ဆိုတော့ကျွန်တော်မီကောက်တစ်ခုရသွားပြီပေါ့နော်အခုဒီနေရာမှာပေါ့နော်ကျွန်တော်ဖုန်းနံပါတ်နဲ့မဖွင့်ဘဲနဲ့ကျွန်တော် Gmail နဲ့ဖွင့်ပြသွားတယ်ဆိုတာက Pro အနေနဲ့ဖုန်းဆက်ခဲ့ဆိုတာအချိန်မီပျောက်သွားနိုင်တယ်ပေါ့နော်အဲဒါကြောင့် brother တို့အနေနဲ့ Gmail တစ်ခုရှိရဆိုရင် Gmail အချိန်မီပြန်ဝင်လို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်က Gmail နဲ့ဖွင့်ပြသွားတာပဲဖြစ်ပါတယ်ဗျအခုလိုကြည့်ရှုပြီးတော့အကုန်လုံးကျေးဇူးတင်ပါတယ်ဗျအဲဒါလိုအဆင်ပြေရလို့ရှိရင်လည်း comment မှတ်ခဲ့ပေးပါဦးဗျ